Hello အားလုံးပဲမင်္ဂလာပါရှင်ညတော့ဘေးဒီဇင်ပန်းချမ်းနေကြိုဆိုပါရစေဒါကတော့ညီမတို့ဘေးဒီဇင်ချမ်းရဲ့6လပိုင်းပထမပတ်မှာပန်းလေးတွေရဲ့မိုးရာသီအချိန်တွေပါရှင်အိမ်လေးတွေကတော့ခုဆိုရင်ဒီလိုမျိုးအမြင့်ကလေးတွေခြာသွားပါပြီပေါ့နော်ဟုတ်ကဲ့ဒီချိန်ကအရန်လဲဒီလိုဆက်ရတဲ့ရာသီပါပြီးတော့ပန်းချန်တဲ့ဝင်လာနဲ့အရန်စိတ်ကြည်ရင်ဖို့ကောင်းတဲ့ရာသီပါရှင်အားလုံးစိတ်ဆူပြီးတော့ကြည်ရတာနဲ့စိတ်ချမ်းသာဖို့ကောင်းပါတယ်သူကဒီလိုလေးတွေအပြင်မှာဒီလိုလေးတွေထွက်လာပြီးတော့မှနောက်မှဒီအရွက်ကလေးတွေမရှိတော့တဲ့အချိန်ကျမှပန်းလေးတွေပွင့်လာမှာပေါ့နော်ဒါပေမဲ့ခြံရဲ့အလှဆုံးအချိန်ကတော့ဒီလိုမျိုးမိုးရာသီအချိန်မှာအားလုံးကျေးဇူးတင်ပါတယ်ရှင်ပန်းလေးတွေပွင့်တဲ့အခါကျရင်လည်းအားပေးပါအောင်လို့အားလုံးကျေးဇူးတင်ပါတယ်ညဘက်ပုံလေးပါ